ဘာကြောင့်နာမည်ကြီးတဲ့လုပ်ငန်းတွေဖြစ်လာတာလဲဆိုတဲ့အချက်ပေါ့နော်လုပ်ငန်းကလည်းကိုယ့်ရဲ့ brand မှာပဲเนาะဒီကြီးမှာ brand ဖြစ်တာမဟုတ်ပါဘူးလုပ်ငန်းတွေတစ်ခုအနေနဲ့ brand လို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့ဒီ brand တွေကိုတဲ့ကျမတို့ကတဲ့ကိုစားပြုတဲ့ဘာကြောင့်နာမည်ကြီးတဲ့လုပ်ငန်းတွေဖြစ်လာတာလဲဆိုတဲ့အချက်ပေါ့နော်ကျမတို့ဒီ strong ဖြစ်တဲ့ brand တွေမှာဆိုရင်နံပါတ်1က brand မှာတိကျတဲ့အမှတ်အသားတွေရှိတယ် identity တွေရှိ logo လေးပါတယ်လို့နောက်တစ်ခု color ပေါ့အရောင်တွေပါတယ်ဒါဒီလုပ်ငန်းလို့ပြောလိုက်တာ ਨੇ သူ့ရဲ့အမှတ်အသားတွေပဲဖြစ်ပါတယ် brand တစ်ခုတည်ဆောက်တော့မယ်ဆိုကျမတို့ကတိကျတဲ့ logo တိကျတဲ့အရောင်တိကျတဲ့ color စီတိကျတဲ့ဒီသုံးမဲ့ font တွေကနေစပြီးတော့သတ်မှတ်ထားတယ်ဒါကိုမြင်လိုက်တာ ਨੇ သူ့ပဲဆိုတာမျိုးမြင်ရအောင်လို့အားကောင်းတဲ့ brand တွေမှာတဲ့ brand identity ရှိပါတယ်နောက်ထပ်အချက်မှာတော့ brand positioning လို့ခေါ်လုပ်ငန်းရဲ့နေရာယူထားနိုင်မှုများသောအားဖြင့်ကျမတို့ကလုပ်ငန်းမှာဆိုရင်ဒီ market leader ဖြစ်တဲ့လူတွေကိုပဲမှတ်မိကြတာများတယ်ကိုကတနိုင်ငံလုံးတော့မဖြတ်နိုင်ဘူးဒါပေမဲ့ကိုမျိုးမှာတော့ကိုနာမည်ကြီးပဲကိုဆရာကြီးပဲဆိုတာမျိုးရှိရလေဒါလည်းဒီမျိုးမှာသူ့ရဲ့နေရာယူထားနိုင်မှုပဲတချို့တွေဆိုရင်မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကြီးပေမဲ့သူ့မျိုးမှာတော့သူနာမည်ကြီးပဲသူ့ရက်ကွက်မှာတော့သူကဆရာကြီးပဲဒီလိုမျိုးရှိရတဖြည်းဖြည်းနဲ့ကျမတို့ကနော်ကိုယ့်ရဲ့လမ်းနေရက်ကွက်ကနေပြီးတော့မြို့နေကနေမြို့ကနေပြီးတော့ခြားသောမြို့တွေနိုင်ငံကမ္ဘာလုံးစသဖြင့်တဖြည်းဖြည်းနဲ့နေရာယူထားနိုင်မှုပေါ့နော်ဘာပဲဖြစ်ဖြစ်ကျမတို့ဒါကိုယ့်ရဲ့နေရာယူထားနိုင်မှုကိုလည်းကိုသိရမယ်နာမည်ကြီးတဲ့လုပ်ငန်းတွေကတဲ့သူတို့ရဲ့တိကျတဲ့ brand personality ကိုလူတွေကိုကောင်းကောင်းချပြနိုင်တယ်တစ်ခါလေမှာကျမတို့နာမည်တော့ရှိတယ်နာမည်တော့ကျန်နေပြီးတော့မှဈေးကွက်ထဲမှာပျောက်သွားတဲ့လုပ်ငန်းတွေအများကြီးပဲအဲ့ဒါကသူတို့ရဲ့ brand ရဲ့ management နဲ့ပေါ့နော်သူတို့လုပ်ငန်းတွေရဲ့ရည်တည်နိုင်တဲ့အနေအထားပေါ်မှာလည်းရှိသေးရအောင်ကိုယ့်ရဲ့ personality ကိုပို့ပြီးတော့မှချပြနိုင်တယ်ကိုယ့်အရေးသွေးပေါ့နော်ဒီလုပ်ငန်းရဲ့အရေးသွေးကိုပို့ချပြနိုင်တယ်ဆိုလူတွေရဲ့ရင်ထဲမှာမှတ်မိနေတယ်ချိတ်ဆက်ပြီးတော့မှတ်မိနေရမျိုးပေါ့နောက်ဆုံးတစ်ခုကအဲ့ဒီ brand personality ကိုလည်းကျမတို့က brand message အနေနဲ့ရအောင်လို့ပေးနိုင်မှာဖြစ်ပါတယ် brand messaging ကောင်းကောင်းပေးနိုင်မှပဲဒီလုပ်ငန်းတွေကိုမှတ်မိမှာမပေးနိုင်ဘူးဆိုရင်မှတ်မိကြမှာမဟုတ်ဘူးပေါ့နော်